အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြပြပေးသွားမယ့်အကြောင်းကတော့အိန္ဒိယတနိုင်ငံလုံးကမကတကဘာလုံးကိုပါတုံးလုံး6ချစေခဲ့တဲ့နိပိယဆိုတဲ့အမျိုးသမီးလေးရဲ့အမှုပဲဖြစ်ပါတယ်ဒီမှုဟာဆိုရင်လူတွေခုထက်ထိမမေ့နိုင်မဲနဲ့တော်တော်လေးကိုနာမည်ကြီးခဲ့တဲ့အမှုဖြစ်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှုလေးကိုစပြီးပြောလိုက်ကြရအောင်ဒီဇလန်က2012ခုနှစ်ဒီဇင်ဘာလ16ရက်နေ့မှာဖြစ်ပွားခဲ့တာပါအဲ့ဒီနေ့ကအိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာအရန်ချမ်းနေညတညပေါ့နော်ည9နာရီခွဲဝန်းကျင်လောက်မှာဂျိုလီဆိုတဲ့အမျိုးသမီးလေးနဲ့သူ့ရဲ့တငယ်ချင်းဖြစ်သူအောင်ဝင်းတရားဆိုတဲ့အမျိုးသားသူတို့နှစ်ယောက်ကဒီ Light of Pi ဆိုတဲ့ရုပ်ရှင်ကိုကြည့်ပြီးတော့အိမ်ပြန်မို့အတွက်ဘတ်ကစောင့်နေကြရဲပေါ့နော်သူတို့ဘတ်ကစောင့်နေတဲ့အချိန်မှာပဲသူတို့ရှေ့ကိုအဖြူရောင်ဘတ်ကတစ်စီးကရက်ခဲ့တယ်အဲ့ဒီဘတ်ကဟို public bus ကမဟုတ်ဘူး private bus ကပေါ့နော်အဲ့ဘတ်ကားပေါ်မှာသူတို့ကြည့်လိုက်တဲ့ချိန်မှာလူ6ယောက်လောက်ကကားပေါ်မှာရှိရပေါ့နော်အဲ့ဘတ်ကားစီကသူတို့ဒီ direct ပေါ့နော်ဒီ direct ဘက်ကိုသူတို့သွားမှတက်လေးလာလိုက်ခဲ့ဆိုပြီးပြောတယ်ကွာဒီလားအဲ့တော့သူတို့ကားပေါ်တက်လိုက်တဲ့ချိန်မှာတခြားခီးတဲ့တွေတော့မတွေ့ဘူးကားပေါ်မှာမျိုးသား6ယောက်စီးနေအောင်တော့သူတို့တွေ့ရပေါ့နော်ဒါပေမဲ့ဒေလီမှာဆိုရင်ဒီလိုမျိုးအချိန်တွေကတိတ်ပြီးတော့ဟိုထူးထူးဆန်းဆန်းလည်းမဟုတ်ဘူးလေနော်ကားပေါ်မှာလူပါတာပဲဆိုတဲ့စိတ်နဲ့သူတို့နှစ်ယောက်ကလည်းဘတ်ကားပေါ်မှာဝင်ထိုင်လိုက်ကြရပေါ့နော်သူတို့ဘတ်ကားပေါ်မှာထိုင်လိုက်တာနဲ့အဲ့ဘတ်ကားပေါ်ကလူတွေကတကားတွေကိုပိတ်အကုန်လုံးအမှောင်ချပလိုက်တယ်ပေါ့နော်အဲ့အချိန်မှာအဲ့လူ6ယောက်လုံးကဂျိုတီကိုစပြီးတော့လောင်ပြောင်ကြရပေါ့နော်လောင်ပြောင်တဲ့ဟာကိုသူ့တငယ်ချင်းဖြစ်သူအောင်ဝင်းတရားကဘေးကနေလှမ်းပြီးတော့ဂျိုတီအတွက်ကောက်ွယ်ပြန်ပြောရပေါ့နော်အဲ့ချိန်မှာအဲ့လူ6ယောက်ကသူတို့ကားပေါ်မှာပါလာပြီးသားပေါ့နော်ဒီတန်ထုတ်ပေါ့နော်တန်ထုတ် L ပုံစံရှိရဲ့တန်ထုတ်ဟာနဲ့အောင်ဝင်းကြားရဲ့ခေါင်းရိုက်ပလိုက်တယ်ရိုက်လိုက်တော့အောင်ဝင်းကြားကလည်းလူ6ယောက်တယောက်ဆိုသူလည်းမရှင်းနိုင်ဘူးနော်မရှင်းနိုင်တဲ့အချိန်မှာသူလည်းမေ့လဲသွားတယ်သူ့ရိုက်ထဲမှာမေ့လဲသွားခဲ့ပေါ့နော်အောင်ဝင်းတရားလဲကြောက်သွားတဲ့အချိန်မှာဂျိုတီတယောက်တည်းဖြစ်သွားပြီနော်သူအကူကြီးမဲ့သွားရဲ့အဲ့ချိန်မှာအဲ့လူ6ယောက်ကဂျိုတီကိုတရွတ်တိုက်ကားနောက်ဆုံးခုန်တန်းစီကိုဆွဲခေါ်ရတယ်အဲ့ချိန်မှာဘတ်ကားကဒီဒေလီမျိုးပတ်လမ်းပေါ်မှာမောင်းနေခဲ့တာပေါ့နော်အပြင်ဘက်ကကြည့်ရင်တော့ဘတ်ကားတစ်စီးမောင်းနေလို့ပဲထင်ရပေမဲ့အတွင်းပိုင်းမှာတော့ဆိုရတဲ့ဖြစ်ပျက်တွေဖြစ်နေခဲ့တာပေါ့တရားခံ6ယောက်ကသူမကိုအလှည့်ကျမရင်းချင်းခဲ့တယ်ဂျိုတီအားသူ့ရဲ့ခုခံနိုင်စွမ်းအားနဲ့ရတဲ့လောက်လူ6ယောက်ကိုတွန်းနဲ့ကန်နဲ့ကုတ်ချစ်တဲ့အကုန်သူရသမျှအင်အားလေးနဲ့လုပ်ခဲ့ပေါ့နော်ဒီလိုမျိုးတွန်းကန်ခဲ့ရတဲ့အကြောင်းပဲနောက်ပိုင်းမှာဒါကတက်သေးဖြစ်လာခဲ့ပေါ့နော်ဒါပေမဲ့ဘလို့မှဒီလူ6ယောက်ရဲ့အားကိုတော့သူမရှင်းနိုင်ခဲ့ဘူးဒီနေရာမှာကျွန်တော်ပြောချင်တာကဒါကလိမ်မိုင်းဆိုင်ရာကျူးလွန်မှုတစ်ခုတွေမဟုတ်တော့ဘဲနဲ့ဒီလူ6ယောက်ကဂျိုတီကိုညှဉ်းပန်းနှိပ်စက်တယ်ပေါ့နော် torture ဖြစ်အောင်လုပ်တယ်ဘလို့လဲဆိုတော့ဂျိုတီကိုမရင်းကြည့်ုံနဲ့မကပဲနဲ့ဂျိုတီရဲ့အတွင်းကလီစာတွေကိုဆွဲထုတ်တဲ့အထိပေါ့နော်အတွင်းငါးတွေကိုဆွဲထုတ်တဲ့အထိသူတို့ကလုပ်ခဲ့ကြတယ်ဒီချက်ဟာဆိုရင်တော်တော်လေးကိုကြောက်ဖို့ကောင်းတယ်ပေါ့နော်သူတို့ကဂျိုတီရဲ့ဥတွေကိုထုတ်ခဲ့ကြတယ်ဆရာဝန်တွေရဲ့ပြပြချက်အရာဆိုရင်ဂျိုတီရဲ့ဥလမ်းချောင်း entrance lane ဟာဆိုရင်ဒီ95%လောက်ကပျက်စီးသွားခဲ့ပြီပေါ့နော်ဥတွေကမရှိသလောက်ကိုဖြစ်သွားခဲ့တာတရားခံတွေကဒီသူတို့လောက်ရက်ကလူတယောက်ကိုအရှင်လက်လက်တက်နေရဆိုတာတိတိယနေ့ကိုလုပ်ခဲ့ရပါည7 နာရီလောက်ဝင်းကျင်ပေါ့နော်2 နာရီလောက်ဒီလိုခံခဲ့ရပြီးနောက်မှာသူတို့ကဂျိုတီနဲ့အောင်ဝင်းတရားကိုလမ်းမေးပေါ့နော်သူတို့ကားရက်လိုက်ပြီးတော့လမ်းမေးပေါ်မှာဝစ်လက်ဆိုလည်းဘာမှမပါပဲနဲ့နှစ်ယောက်လုံးကိုပြချခဲ့တယ်အချိန်မှာဂျိုတီကတော့လုံးဝဘာမှသူမလုပ်နိုင်တော့သူတွေးရိုက်နေမှသူလဲကြပြီးကြံခဲ့ပေါ့နော်အဲ့ချိန်မှာသူတို့ကဘာလုပ်သေးလဲဆိုတော့သူတို့ကတက်တေဖြောက်ချင်တယ်တက်တေကိုဖြောက်ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့ရဲ့ကားကိုသူတို့ကဘက်ကိုနောက်ဆုတ်လိုက်တယ်နောက်ဆုတ်လိုက်ပြီးတော့သူတို့ကဒီလိုအချိန်နဲ့လမ်းမပေါ်သူတို့မောင်းထွက်တော့မှာမောင်းထွက်တော့မယ့်အချိန်မှာဂျိုတီကိုတမင်တက်ကြိတ်ပြီးတေးအောင်လို့သူတို့ကလုပ်ခဲ့ခြင်းခဲ့တာသူတို့အဲ့လိုမျိုးအချိန်နဲ့မောင်းပြီးဂျိုတီကိုတက်ကြိတ်တော့မယ့်အချိန်မှာအာဝင်းတရားကသူကတတိရှိနေခဲ့ပေါ့နော်အဲ့ချိန်မှာဂျိုတီကိုလှမ်းပြီးဆွဲလိုက်တာဖြစ်တဲ့အတွက်ကြောင့်ဂျိုတီကမသေးဘဲနဲ့ဒီလိုတက်ရှင်ခဲ့ပေါ့နော်အဲ့နောက်မှာတော့အဲ့ဘတ်ကားမောင်းထွက်ပြေးသွားတယ်မောင်းထွက်ပြေးသွားပြီးတော့သူတို့ကဒီတက်တေဖြောက်ဖို့တက်ထောင်မှာပဲကားကိုရေနဲ့စီးပြီးတော့စူးစမ်းခဲ့ချသေးရပေါ့နော်ည7 နာရီ 15 မိနစ်လောက်မှာဒီလမ်းသွားလမ်းလာလူတယောက်ကဒီတွဲရိုင်ထဲမှာလဲကျနေတဲ့လူ2ယောက်ကိုတွေ့ရတယ်သူတို့အရန်ကိုအံ့ဩပြီးရဲတွေကိုဖုန်းဆက်တယ်ရဲတွေကချက်ချင်းရောက်လာတယ်ရောက်လာတဲ့အချိန်မှာလုံးဝအချိန်ကြီးကတော်တော်လေးကိုဆိုးရတဲ့အချိန်တွေပေါ့နော်ဒါပေမဲ့သူတို့ဂျိုတီကိုကြည့်လိုက်တဲ့အချိန်မှာဂျိုတီရဲ့မျက်လုံးထဲမှာပေါ့နော်ဒီရှင်တန်ကျွန်လိုစိတ်တစ်ခုရှိနေခဲ့သေးတယ်ဆိုတာသူတို့မြင်ခဲ့ရပါတယ်လို့ပြောရပေါ့နော်ဂျိုတီကိုစင်းအောင်တင်ထားရတဲ့73ရက်တာဆိုရင်ဆရာဝန်တွေတော်တော်လေးကို
ဝန်စရာဖြစ်ခဲ့ရတယ်ပေါ့နော်။ဘာလို့လဲဆိုတော့သူ့ရဲ့ခန္ဓာကိုယ်ရဲ့အင်္ဂါရက်တွေကလုံးဝဦးလန်းချောင်းဆိုရင်တော်တော်လေးကိုပျက်စီးနေပြီမရှိတော့လောက်ကိုဖြစ်နေပြီပေါ့နော်။အင်္ဂါရက်တွေကလည်းပျက်စီးနေပြီ။ပုံမှန်ဆိုရင်အဲ့လိုတရားမျိုးရတဲ့သူကအဲ့နေရာတွေမှာတည်သွားနိုင်တယ်ပေါ့နော်။ဒီဂျိုတိမှာဖြစ်နေတဲ့ချိန်တွေကနေရာမှာတိတ်ဆုံးသွားနိုင်တဲ့အခြေအနေဒါပေမဲ့သူမကတန်ဆက်ရှင်နေခဲ့ပေါ့နော်သူ့အသက်ကိုသူဖတ်တွယ်ထားခဲ့ဂျိုတိရဲ့ဦးလန်းချောင်းက65ရာခိုင်နှုန်းလောက်ကပျက်စီးနေပြီးဆရာဝန်တွေကဒီအတွက်အကျဉ်းချင်းခွဲစိတ်မှုတွေတောင်မှပြုလုပ်ခဲ့ရတယ်။သူမတတိယလာတဲ့ပထမအဆုံးအချိန်မှာသူကဆရာဝန်တွေကိုသူစကားမပြောနိုင်တဲ့အတွက်သူစာနဲ့ရေးပြီးတော့စကားတစ်ခုမပြောခဲ့ပေါ့နော်အဲ့ဒါကအဝင်းတရားရောနေကောင်းရဲ့လားလို့မေးခဲ့ပေါ့နော်သူငယ်ချင်းကနေကောင်းရဲ့လားလို့သူလှမ်းမေးခဲ့ဒါသူပထမသူ့ဘဝမှာသူငရဲကြနေတဲ့အချိန်မှာတော့မှပဲသူတခြားလူတယောက်အတွက်သူစိတ်ပူပေးနိုင်ခဲ့ပေါ့နော်ဂျိုတီဟာသူဒီခွဲစိတ်မှုတွေကြောင့်သူတတိယတစ်ချက်မရတစ်ချက်ဖြစ်နေတဲ့အချိန်မျိုးမှာတော့မှပဲသူ့မိမျက်လုံးတွေကိုကြည့်ပြီးတော့သမီးအသက်ရှင်ခြင်းနဲ့အမေလို့တော့မှပြောခဲ့ပေါ့နော်သူမရဲ့ဒီဥတွေကပြက်စီးသွားတာဖြစ်တဲ့အတွက်ကြောင့်ခန္ဓာကိုယ်ကအစိတ်တောက်တည်းတကူလုံးကိုပြန့်နှံ့လာတယ်ပေါ့နော်အဲ့ချိန်မှာအိန္ဒိယအစိုးရကသူတို့တက်နိုင်တယ်လို့ပေါ့နော်သူတို့ဂျိုတိကိုဒီစင်ကာပူမှာရှိတဲ့ Mount Elizabeth ဆေးရုံကိုလေယာဉ်နဲ့ပို့ပြီးတော့ကုသခဲ့ဒါပေမဲ့ကံကြမ္မာကတော့ရက်ဆက်ခဲ့ပေါ့နော်2012ခုနှစ်ဒီဇင်ဘာလ29ရက်နေ့မှာဂျိုတိရဲ့အင်္ဂါတွေအားလုံးကအလုံးမလုံးတော့ဘဲနဲ့ရက်တန်သွားပြီးတော့တည်ဆုံသွားခဲ့ဒါပေမဲ့သူမမတည်ဆုံသွားခင်မှာတရားခံရဲ့ပုံစံအမှတ်အသားဒီကားရဲ့ပုံစံအကုန်လုံးကိုသူအတိအကျပေါ့နော်လက်ဟန်အခြေခံနဲ့ပဲဖြစ်စေဒီစာနဲ့ပဲဖြစ်စေသူတက်နိုင်တဲ့လောက်အားလေးနဲ့သူထွက်ဆိုသွားခဲ့သူဟာတရားခံရဲ့အပြစ်ပေးခံရတာမြင်ချင်လို့သူ့ရဲ့နောက်ဆုံးအသက်ကိုလူပြီးတော့ရှင်တန်ခဲ့အောင်ပေါ့နော်ဆရာဝန်တယောက်ကတော့မှပြောဘူးတယ်ဒါဂျိုတီဟာစေပညာအကြောင်းသူအသက်ရှင်နေတာမဟုတ်ဘူးပေါ့နော်ဒါသူ့ရဲ့စိတ်ခံစားချက်စိတ်ခိုင်မာမှုတစ်ခုကြောင့်နဲ့ပဲသူဒီချိန်ကြီးအသက်ရှင်ခဲ့တာလို့ပြောခဲ့ဒါကြောင့်လေသူမကိုဒီ Nirbhaya ပေါ့နော်ကြောက်ရွံ့ခြင်းကင်းတဲ့သူလို့ခေါ်ဆိုခဲ့ကြတာဂျိုတီရဲ့တည်ဆုံမှုမှာဂျိုတီမိဘတွေအတွက်တော်တော်လေးကိုဆုံးရှုံးမှုကြီးပဲပေါ့နော်ဘာလို့လဲဆိုတော့ဂျိုတီမိသားစုနောက်ခံကိုပြန်ကြည့်ရင်ဂျိုတီကစင်းရဲ့မိသားစုကလာတာသူ့ဖေကလေစိတ်မှာကုန်ထမ်းနေသူပေါ့နော်ဒါပေမဲ့သူတို့သမီးလေးပေါ့မျှော်လင့်ချက်တွေအများကြီးရှိရယ်ဒီဂျိုတီကိုဆရာဝန်ဖြစ်စေခြင်းနဲ့ပေါ့နော်အဲ့တော့သူတို့မှရှိရယ်ဒီလေကွက်လေးကိုရောင်းပြီးတော့ဂျိုတီကိုထောက်ပံ့ခဲ့ဒီပြင်ဂျိုတီကလည်းလိမ်မာရဲ့သမီးလေးပေါ့နော်ဒီလိုမျိုးသူကြောင်းတက်တဲ့ချိန်ပိုင်းလုပ်တယ်လုပ်ပြီးတော့မိဘတွေကိုတော့မှပြန်ကြည့်ရဲ့သမီးလေးပေါ့နော်ဂျိုတီဟာသူတို့မိသားစုအတွက်တော့မျှော်လင့်ချက်ရောင်ကြီးလေးဖြစ်ခဲ့တာပေါ့သမီးဖြစ်သူဆေးရုံမှာဒီလိုမျိုးနာကျင်မှုတွေနဲ့လဲနေတာကိုတွေ့ရတဲ့မိဘရဲ့ခံစားချက်ကတော်တော်လေးကိုရင်နာပွဲကောင်းတယ်ပေါ့နော်သူ့အမေဖြစ်သူအာရှာဒေးဗစ်ကဆိုရင်လည်းဒီသူ့သမီးရဲ့ဖိုက်ကိုသူကြည့်လိုက်တဲ့ချိန်မှာဘာမှမရှိတော့ဘူးပေါ့နော်ဒီလူတွေကသူ့သမီးကိုတရိတ်ဆန်တစ်ကောင်လိုလှုပ်သွားခဲ့တာဆိုပြီးတော့ရင်နာနဲ့ပြောခဲ့ပေါ့နော်အဖေဖြစ်သူဟာဆိုရင်လည်းသူသားသူ့သမီးကိုကားလေးတစ်စီးလောက်ဝယ်ပေးနိုင်ခဲ့ရင်သူ့သမီးဒီလိုတွေဖြစ်မှာမဟုတ်ဘူးဆိုပြီးတော့ရင်နာနဲ့ဖြစ်ခဲ့ရတယ်ပေါ့နော်သူ့ဖေကဆိုရင်ဒီလမ်းမပေါ်မှာသူ့သမီးကိုကူညီပေးဖို့အတွက်တောင်းမှဒူးထောက်ပြီးတော့တောင်းပန်ခဲ့ရတယ်ပေါ့နော်အခုတရက်ခန်းတွေကိုဘယ်လိုဖမ်းဆီးခဲ့လဲဆိုတော့ကျွန်တော်ပြပြမယ်ပေါ့နော်အဲ့လိုဖြစ်သွားတဲ့အချိန်မှာရဲတွေကဒီမှုကိုစုံစမ်းမှုအတွက်အဖွဲ့ပေါင်း20ကျော်ခွဲခဲ့သူတို့ပထမအဆုံးတဲလွန်စားကဒီအဖြူရောင်ဘတ်စကားပေါ့နော်အဲ့တော့သူတို့ကည7နာရီဝန်းကျင်မှာရှိရဲ့ CCTV တွေပေါ့နော်ဒီလေ daily လမ်းမတွေပေါ်မှာရှိရဲ့ CCTV တွေအကုန်လုံးကိုစစ်တဲ့အချိန်မှာဒီရာဒတ်ဆိုရယ်စာတန်းပါတဲ့ကားပေါ့နော်ဘတ်ကားအဖြူရောင်ကိုသူတို့တွေ့တဲ့အချိန်မှာသူတို့ကဒီဘတ်ကားရဲ့ပိုင်ရှင်ကိုလိုက်ရှာနေပြီးတော့ပိုင်ရှင်နာမည်က Ramsik Yadav ဆိုပြီးလူနာမည်ပေါ့နော်သူတို့ကအဲ့လူကိုပထမဆုံးစတင်ဖမ်းဆီးခဲ့အဲ့နဲ့သူတို့ကတရက်ခန့် Ramsik Yadav ကိုဖမ်းမိလိုက်ပြီးတော့လုံးဝဖမ်းမိတဲ့အချိန်မှာ Ramsik ကလုံးဝအေးဆေးပဲဒါပေမဲ့ तू ဘလောက်ပဲကောင်းရေနဲ့ဆေးကြောထားဒီဆရာဝန်တွေဒီ forensics နဲ့ပြန်ပြီးစစ်လိုက်တဲ့အချိန်မှာသွေးရပေါ်လာတာပဲလीနော်ပေါ်လာတဲ့အချိန်မှာ तू ဘလို့မှညင်လို့မရတော့ဘူးအဲ့အချိန်နောက်မှာဒီ Ramsik ရဲ့ထွက်ဆိုချက်အရာဒီသူနဲ့တူသူညီမူကတ်စင်ရဒဖ်နဲ့ကျန်တဲ့၄ယောက်ပေါ့နော်တယောက်ပြီးတယောက်ကိုတော့ထွက်ဆိုရဲရဲတွေကတယောက်ပြီးတယောက်ကိုစတင်ဖမ်းရတော့တယ်ဒီအခန်းတွေကဆိုရင်ဒီ daily မြို့ထဲမှာပဲရှိမနေဘူးပေါ့နော်သူတို့တခြားမြို့တွေတော့မှပြေးကြသေးတယ်ဒီအခန်းတွေထဲမှာဆိုရင်Vinay Sharma သူကတော့ gym ကစားရတဲ့သူဖြစ်တယ်သူကအခင်းဖြစ်ချိန်မှာလုံးဝအတက်ကြဆုံးပါဝင်ခဲ့တဲ့သူပေါ့နော်နောက်တစ်ယောက်က Akshay Thakkar သူကဒီဘတ်ကားသွေးတွေကိုရင်းနဲ့တန့်ရှင်းလုပ်ခဲ့တဲ့သူပေါ့နော်နောက်တစ်ယောက်က Bhavin Kata
သူကအတီးရောက်နေသူနောက်တစ်ယောက်က the Javelin သူကကျတော့အသက်တောင်မပြည့်သေးတဲ့ကောင်လေးက18နှစ်အရွယ်ပေါ့နော်ဒါပေမဲ့ဒီမှုမှာသူကလုံးဝရုံညံ့နှုံးဆိုတဲ့ကိစ္စကိုသူကလုပ်ခဲ့ရဲတွေကဒီတရခန်6ယောက်ကို9ရက်အတွင်းမှာဖမ်းမိခဲ့တယ်ပေါ့နော်ဒါဟာဆိုအိန္ဒိယသမိုင်းမှာတော်တော်လေးကိုမြန်တဲ့ဖမ်းဆီးမှုတစ်ခုလို့ပြောရမယ်ပေါ့နော်တရခန်တွေကိုဖမ်းမိရဲ့အချိန်မှာလုံးဝနောင်နာမရှိတဲ့ကောင်တွေမှာတကယ်ဘာနောင်နာမှမရှိဘူးသူတို့မှာအထူးသဖြင့်ဒီ Mukesh Singh ပေါ့နော်သူ့ကိုနောက်ပိုင်းမှာအင်တာဗျူးအချိန်မှာသူဘာအောင်မှပြောလဲဆိုတော့အဲ့ကောင်မလေးသားရဲ့မိမကောင်းတယောက်ဆိုရင်ညဘက်ဖာလို့ပြင်ထွက်မှာလေငါတို့ကသူ့ကိုမရင်းကျင်နေဆိုပေမဲ့သူသာမယုံကန်ဘူးဆိုရင်သူ့အဲ့လိုခန္ဓာကိုယ်တွေပျက်စီးအောင်လုပ်ရတဲ့ဒီငါတို့မှရွယ်ချက်မရှိဘူးပဲအဲ့စကားတကဘာလုံးကိုဒေါသထွက်စီခဲ့ပေါ့နော်တကယ်သူတို့စိတ်ဓာတ်တရားလေးတော်တော်လေးကိုတရိษံလောက်တောင်မှပဲမရှိဘူးလို့ပြောရမယ်ပေါ့နော်ဒီမှုရဲ့ထူးခြားချက်ကဒီသတင်းပေါ့နော်ဒီမှုဟိုဖြစ်တဲ့အချိန်မှာအိန္ဒိယတနိုင်ငံလုံးကိုမီးလောင်တယ်လို့မျိုးပဲအလွယ်လေးပြန့်သွားခဲ့ပြီးတော့လူတွေလမ်းမပေါ်ဆန္ဒထွက်ပြခဲ့ကြတယ်။ဂျိုတီကစေုံပေါ်မှာအသက်လူနေရတဲ့အချိန်မှာဒီဆန္ဒပြပွဲတွေပြင်းထန်ထန်ကိုဖြစ်ခဲ့ပေါ့နော်။အမှုဖြစ်ပြီး2ရက်အကြာမှာဒီသတင်းတွေစထွက်ခဲ့ပေါ့နော်။သတင်းတွေတစားပြီးတစားစထွက်ခဲ့ဒီထက်မှဆိုဒီဘတ်စကားပေါ်မှာဖြစ်ခဲ့တဲ့လူမဆန်တဲ့လုပ်ရက်တွေပေါ့နော်။ဒီသတင်းတွေကိုကြားလာတဲ့အခါမှာကျောင်းသားကျောင်းသူတွေကလမ်းမပေါ်ထွက်ပြီးဆန္ဒပြခဲ့တယ်။အစာပိုင်းတော့လူနည်းစုပဲပေါ့နော်။ဒါပေမဲ့နောက်ပိုင်းမှာလူထောင်တောင်းပေါင်းများစွာဒီလမ်းမပေါ်ထွက်ပြီးဆန္ဒပြခဲ့ကြတယ်ဒီအိန္ဒိယနာမည်ကြီးရဲ့ဒီ India Gate လို့ခေါ်တဲ့နေရာရောသမရအိမ်တော်ထိပါတက်ပြီးတော့ဆန္ဒပြခဲ့ကြတယ်ပေါ့နော်ဆန္ဒပြပွဲကလုံးဝငြင်းငြင်းကြမ်းကြမ်းမဲ့သူကဆန္ဒပြခဲ့ဒါပေမဲ့ဒီဆန္ဒပြပွဲအရင်ပြင်းထန်လာတဲ့အချိန်ကျတော့အစိုးရဘက်ကဒီဟာတွေကိုအင်အားသုံးပြီးဖြိုခွင်းတယ်ပေါ့နော်ဒီအခြေအနေကတော်တော်လေးကိုယုံရင်းစက္ကန့်ဖြစ်သွားခဲ့ရဲတွေကမျက်ရည်ကိုဘုံတွေတုံးတယ်ပြီးတော့ရေအမြောက်တွေနဲ့ပြီးတော့ထိုးရဲရိုက်တယ်သူတို့အိန္ဒိယရဲတွေအတည့်အတိုင်းပဲလောက်ကြရဲဒါပေမဲ့ဆန္ဒပြသူတွေကလုံးဝနောက်မဆုတ်ခဲ့ဘူးဒီမျိုးသမီးလေးရဲ့တရားမျှတမှုကိုမရမချင်းသူတို့မပြတ်ဘူးနောက်မဆုတ်ဘူးဆိုတဲ့စကားကိုပဲသူတို့ကြွေးကြော်ခဲ့ကြရဲပေါ့နော်ဒေလီမျိုးလေကောင်ကြီးရဆိုရင်စစ်တလင်းလိုပဲမိကုန်းငွေတွေအော်ဟစ်တန်နေနဲ့ပြည့်နှက်သွားခဲ့ပေါ့နော်အခြေအနေတွေကလုံးဝကိုထိမ့်မနိုင်သိမ့်မရဖြစ်လာတဲ့အချိန်ကျတော့အိန္ဒိယအစိုးရကဒီဒေလီမျိုးရဲ့မြေအောက်ရထားရဲ့အကုန်လုံး metro station တွေအားလုံးကိုပိတ်ပစ်လိုက်တယ်လမ်းတွေအကုန်လုံးလည်းပိတ်ဆို့လိုက်တယ်ဒါပေမဲ့လူတွေကလမ်းလျှောက်ပြီးတော့မှလာကြရပေါ့နော်ဒီအသက်ကြီးရွယ်အိုတွေရောဒီကလေးအမေတွေအမျိုးသမီးတွေပေါ့နော်အများကြီးလမ်းပေါ်ပေါ်စံထားတွက်ပြီးတော့ငါတို့အမျိုးသမီးတွေအတွက်လုံခြုံတဲ့ညတစ်ခုကိုနင်တို့ဆောင်ရွက်ပေးပါဆိုတော့ဆိုင်မုတ်တွေနဲ့ပေါ့နော်တောင်းဆိုခဲ့ကြရဲဒီမှုอ่ะဆိုရင်ဒီဒေလီမြို့တွေမကဘဲနဲ့မွန်ဘိုင်းကာလတာဘန်ဂလိုစတဲ့နာမည်ကြီးမြို့ကြီးတွေအထိပါကူးဆက်သွားခဲ့ဒီညဘက်တွေမှာဆိုလဲတနိုင်ငံလုံးကိုအမောင်ချပြီးတော့ဖျောင်းနိုင်လေးတွေထွန်းပြီးတော့ဂျိုတီအတွက်ဆူတောင်းပေးခဲ့ကြရဲဒီမြင်ကွင်းဟာဆိုရင်အရန်ကိုလေးနက်တယ်ပေါ့နော်လူတွေဟာဂျိုတီကိုသူတို့မမြင်ဘူးမသိချပေမဲ့လေကိုသမီးအရင်လိုကိုညမအရင်လိုသဘောထားပြီးတော့ငိုကြွေးခဲ့ကြရပေါ့နော်ဒီကိစ္စဟာဆိုရင်အိန္ဒိယနိုင်ငံမှာလွတ်လပ်ရေးရပြီးနောက်ပိုင်းတော်တော်လေးကိုကြီးမားတဲ့လူထုလှုပ်ရှားမှုတစ်ခုဖြစ်ခဲ့ပေါ့ဒီဆန္ဒပြပွဲတွေအကြောင်းပဲအိန္ဒိယအစိုးရကတော်တော်လေးကိုအကြက်ရိုက်သွားခဲ့ပေါ့နော်ဝန်ကြီးကိုရိုင်းနိုင်က TV မှာ live ဝင်ပြီးတော့ပြည်သူတွေကိုစိတ်အေးအေးထားပါဆိုပြီးတော့မှဖြောင်းပြခဲ့ရတယ်ဒီလိုမျိုး PR ပေးခံရမှုတွေကြောင့်တို့ဒီ Varma Committee ကိုတို့ချက်ချင်းဖွဲ့စည်းလိုက်ရတယ်ဖွဲ့စည်းပြီးဥပဒေတွေကိုလည်းတို့အမြန်ဆုံးပြင်ဆင်ခဲ့ရတယ်ပေါ့နော်အဲဒီဆန္ဒပြပြည်သူတွေတောင်းဆိုမှုအကြောင်းပဲတရားခံတွေကိုဒီအမြန်ဆုံးစစ်ဆေးမယ်ဒီ first court ပေါ့နော် first track court ပေါ့နော်အဲဒီဟာပေါ်ပေါက်လာခဲ့ဒီမှုကအိန္ဒိယရဲ့ပြည်တွင်းရင်းသက်သက်မဟုတ်ဘဲနဲ့ကမ္ဘာအလယ်မှာပါအိန္ဒိယအတွက်တော်တော်လေးကိုအကြီးအကျယ်ရှက်ရစီမှုဖြစ်ခဲ့တယ်ပေါ့နော်အစရဲကအိန္ဒိယနိုင်ငံဆိုတာကအမျိုးသမီးတွေအတွက်ခွင့်ရမရှိဘူးအမျိုးသမီးတွေကိုလူလိုမဆက်ဆံဘူးဆိုတော့မကောင်းတဲ့ဟာတွေနဲ့ခေါင်းစဉ်တက်ခံထားရတယ်ပေါ့နော်ဒီလိုကြောင့်မှဒီလိုကိစ္စဖြစ်လာတဲ့အတွက်ကမ္ဘာကတော့မှသူတို့အိန္ဒိယမိမပြိုရဲ့တော်တော်ငယ်ရေးခံမဲ့ဆိုပြီးတော့မှစတင်သမုတ်ခဲ့ကြတယ်ဒီ BBC, CNN, New York Times စတဲ့နာမည်ကြီးသတင်းစာစာတိုက်တွေကနေပြီးတော့ဒီဆန္ဒပြပြင်းထန်မှုတွေကိုနေ့တိုင်းပေါ့နော်ဒီ headline တစ်ခုအနေနဲ့တင်ဆက်ပြသခဲ့ဒီချိန်မှာကမ္ဘာကမေခွန်းထုတ်လာတာက21ရာစုမှာစီးပွားရေးအင်အားအနေနဲ့တော်တော်လေးကိုအင်အားကြီးလာနိုင်တဲ့နိုင်ငံတစ်နိုင်ငံကဒီလိုရက်စက်မှုတွေဖြစ်နေတုံးမဲလားဆိုရယ်မေခွန်းပေါ့နော်အထူးသဖြင့်ဒီ BBC ကရိုက်ကူးခဲ့တဲ့ Indian's Daughter ဆိုတဲ့မှတ်တမ်းတင်ဗီဒီယိုဟာဆိုရင်ကမ္ဘာလုံးကိုတုံ့လှုပ်စေခဲ့ပေါ့နော်ဒီမှတ်တမ်းထဲမှာပါတဲ့တရားခံဖြစ်သူ Mukesh Singh ကပြောခဲ့တဲ့စကားကညဘက်အပြင်ထွက်တဲ့အမျိုးသမီးတွေအမားလေဆိုပြီးတော့ပြောခဲ့တဲ့စကားကကမ္ဘာအမျိုးသမီးတို့တွေတော်တော်လေးကိုဒေါသထွက်စရာဖြစ်ခဲ့ပေါ့နော်
ဒီကပတ်ကူလာတမကဖြစ်တဲ့ UN ကဆိုလဲဒီတော်တော်လေးကိုလူသားမဆန်တဲ့လောက်ရဆိုပြီးတော့ရှုံချခဲ့ပြီးတော့အိန္ဒိယမှာမရိမှုဖြစ်ရင်မှုဖွင့်ဖို့တော်တော်လေးကိုနှောင့်နေတာတရားခံကိုကာကွယ်ပေးတာဒါအားလုံးကိုလည်းပြင်းထန်ဝေဖန်ခဲ့ပေါ့နော်ပြီးတော့ဒီဟာဆိုရင် tourism ပေါ့နော်ခီးသွားလာမှုလည်းတော်တော်လေးကိုအနှောင့်အယှက်ဖြစ်ခဲ့တယ်လို့ပြောရမှာပေါ့နော်ဘာလို့လဲဆိုတော့ဒီနိုင်ငံတော်တော်များများတော့မှာပဲ travels ခီးသွားတတိပေးချက်ပေါ့နော်နိုင်ငံတော်တော်များများမှာခီးသွားတတိပေးချက်အနေနဲ့အိန္ဒိယကိုမြို့သမီးတွေတယောက်တည်းမသွားပါနဲ့ဆိုရဲတတိပေးချက်တွေထားမှာထပ်ခဲ့ဒီမှုကြောင့်ပဲ Delhi မြို့ဟာဆိုရင်နိုင်ငံတကာမှာ the rape capital of the world ပေါ့နော်ကမ္ဘာမဒိမှုအများဆုံးမြို့ဆိုရဲနာမည်တက်ခံခဲ့ရတယ်။ဒါဟာအိန္ဒိယဆိုရတော်တော်လေးကိုအဆက်ရစရာကောင်းစေတဲ့အမြင့်တက်ခြင်းပဲပေါ့နော်။သူတို့အတွက်ဥပဒေတွေကိုမဖြစ်မနေပြင်ဆင်ရအောင်တွန်းပေးလိုက်တဲ့နိုင်ငံတကာရဲ့ချုံချမှုပဲပေါ့။ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုတရားစီရင်ခဲ့လဲဆိုတော့ပြောပြမယ်ပေါ့နော်ဒီလိုအချိန်မှာပြည်သူတွေရဲ့ဖိအားပေးမှုနိုင်ငံတကာဖိအားပေးမှုတွေကြောင့်မလို့သူတို့ဒီရိုးရိုးတရားရုံးမှာတော့မဟုတ်ဘဲနဲ့ first track court မှာပေါ့နော်အမြန်တရားစီရင်နေသူတို့တင်စီစဉ်ခဲ့ရတယ်အဲ့တရားစီရင်မှုကို2013ခုနှစ်ဇန်နဝါရီလမှာစခဲ့ပေါ့နော်ဒါပေမဲ့တရားရုံးကိုရောက်တဲ့အချိန်တရားစစီရင်တဲ့အချိန်မှာပဲလူတွေကိုထပ်ပြီးဒေါသထွက်စေတဲ့ကိစ္စတွေထပ်ဖြစ်ခဲ့။ဘာလို့လဲဆိုတော့တရခဏရဲ့ရှေ့နေဖြစ်တဲ့ AP Singh နဲ့ဒီ Manohar Lakshma တို့ကသူရဲ့တရခဏကိုကက်တင်မှုအတွက်လူချင်းဝက်ကိုဘေးချိတ်ပြီးတော့ victim blaming ကိုစလုပ်ခဲ့။သူတို့တရားရုံးမှာခုခံတဲ့ချက်တွေဟာဆိုရင်နားထောင်ရတဲ့သူတိုင်းကိုတော်တော်လေးကိုဒေါသထွက်စေမှာအမှန်ပဲ။ရှေ့နေတွေကဘာပြောလဲဆိုတော့ဂျိုတိမှာလည်းအပြစ်ရှိရဲ့သူဟာဘာလို့ညာဘက်ကြီးအမျိုးသားတယောက်နဲ့ပြင်မှာရှိနေရလဲအိန္ဒိယရဲ့ယဉ်ကျေးမှုအရာအမျိုးသမီးကောင်းတယောက်သာဆိုရင်ညာဘက်အပြင်မထွက်ဘူးဆိုတဲ့စကားကိုပြောခဲ့ဒါရင်မကသေးဘူးပေါ့နော်ရှေ့တဲ့ AP Sins ကဆိုရင်အင်တာဗျူးတစ်ခုမှာပြောခဲ့လဲဆိုတော့ငါသမီးသားရဲ့အိမ်တော်မပြုတ်ခင်မှာတခြားယောက်ျားတယောက်နဲ့ညာဘက်ကြီးအဲ့လိုအပြင်လျှောက်သွားမယ်ဆိုငါသမီးကိုငါမီရှို့တက်ပြစ်မှာပဲဆိုရအရှက်မရှိတဲ့စကားကိုပြောခဲ့ပေါ့နော်သူတို့ဟာတရခန်ကိုဒီအပြစ်ကင်းတဲ့လူငယ်လေးတွေလို့သတ်မှတ်ပြီးတော့ချိုတီကိုကြတော့ဒီကိုကျင်တရားမကောင်းတဲ့မင်းကလေးဆိုပြီးတော့မှတရားရုံးပေါ်မှာတမုတ်ခဲ့ပေါ့နော်ဒါပေမဲ့ဒီလိုတက်သေးတွေလည်းအရန်ဟွာဖြစ်တယ်သူတို့ရှိနေဘလို့ပဲဘလို့လို့ဒီအမှုအရန်ကိုတင်ချနေတဲ့မှုပေါ့နော်အဲ့တော့ဒီလောက်တင်ချနေတဲ့အမှုတော်မှပဲနောက်ဆုံးပြစ်ဒဏ်ချမှတ်ဖို့အတွက်10နှစ်ကြာခဲ့တယ်ပေါ့နော်ဘာလို့10နှစ်ကြာအောင်ချိန်ဆွဲနိုင်ခဲ့ရလဲဆိုတော့အောက်တရားရုံးကသူတို့ကိုတေရန်ချမှတ်လိုက်တယ်ဒါပေမဲ့ရှင်းနေရကြတော့ဥပဒေမှာရှိတဲ့ဒီအယူခံဝင်လို့ရတယ်လीเนาะဒီတရားရုံးမှာဒီတေရန်ချမှတ်လိုက်ပေမဲ့သူကဒီထက်ကြီးရဲ့တရားရုံးမှာအယူခံဝင်နေရတဲ့ဟာရှိရပေါ့เนาะအဲ့တော့သူကအဲ့ဟာကိုဘယ်လိုသုံးရမလဲဆိုတာကိုအကွက်ကြကြအသုံးချခဲ့တယ်အဲ့ဒါကကြတော့ဒီ mercy petition ပေါ့เนาะတမရထံဂယုဏတက်ရန်အတွက်လျှောက်ထားခြင်းပေါ့ဒါကိုလျှောက်ထားမယ်ဆိုရင်ဒီတယောက်ကလျှောက်ထားရဲဆိုရင်ကျန်တဲ့သူတွေလည်းကြိုးပေးလို့မရဘူးကွာဒီလားအဲ့တော့ရှိနေတာတရခန်4ယောက်ကိုတယောက်ချင်းစီပေါ့နော်နှစ်အလိုက်ခွဲပြီးတော့တင်ခိုင်းနေအယူခံတင်ခိုင်းနေအဲ့တော့ရှစ်နှစ်ကြီးမှုကကြာခဲ့ပေါ့နော်ဘာလို့လဲဆိုတော့တယောက်ကအယူခံဝင်ထားရင်နောက်တယောက်ကကြိုးပေးလို့မရအဲ့ဒါမှနောက်တယောက်ကထက်အယူခံရင်ဒီမှုကမပြီးတော့ဘူးလीနော်ဒီလားအဲ့တော့အဲ့ဒီကိစ္စကြီးအကြောင်းရှစ်နှစ်ကြာခဲ့ဒီရှစ်နှစ်အတွင်းမှာဂျိုတီရဲ့အမေအရှာဒေဗီဟာဆိုရင်အိမ်မှာထိုင်ပြီးငိုနေတဲ့အမျိုးသမီးတယောက်မဟုတ်ဘဲနဲ့သူသမီးအတွက်ဆိုရင်ဒီတရားရုံးကိုရှစ်နှစ်လုံးပေါ့နော်နေပူမိုးရမရှောင်တရားရုံးကိုတက်ခဲ့တရားခံရဲ့ရှစ်နေတွေကသူသမီးကညာဘက်ပြင်ထွက်လို့မင်းသမီးကအပြင်ထွက်လို့မင်းသမီးမှားတာဆိုပြီးတော့ခဏသူ့ကိုတိုက်ခိုက်ခဲ့ပေမဲ့သူကလုံးဝကိုမလျှော့ရဲဆွဲနေပေါ့နော်နေ့တိုင်းနေရသူသမီးအတွက်တရားမျှတမှုကိုရှားခဲ့ငါသမီးမှအပြစ်မရှိဘူးအပြစ်ရှိတာကဒီလိုယုံညံ့တဲ့စိတ်သက်ရှိရဲ့ကျူးလွန်သူတွေပဲဆိုတဲ့စကားကိုသူကတကဘာလုံးကိုအော်ဟစ်ခဲ့2020ပြည့်နှစ်မတ်လမှာတော့ဒီလူ4ယောက်ပေါ့နော်ဒီအယူခံဝင်တဲ့လူ4ယောက်လုံးကိုတေရန်ချမှတ်ခဲ့သူတို့ကိုဒီတက်ခလာမှာရှိရဲ့အကျဉ်းထောင်မှာပဲကြိုးပေးတပ်ဖြတ်ခဲ့ပေါ့နော်ဒီမှာမေးလာကြရှိတာကတရခန်က6ယောက်ဘာလို့4ယောက်ပဲတေရန်ကြရလဲဆိုတဲ့ဟာပေါ့နော်ဒီမှာပြောရရင်တရခန်6ယောက်မှာတယောက်ကအသက်မပြည့်ဘူးအဲ့တော့9ယောက်ကအသက်ပြည့်ရဲ့အဲ့တော့သူကပထမ9ယောက်ကိုဆွဲတယ်ဒါပေမဲ့ဒီအမှုကြန့်ကြာမှုတွေကြောင့်ပေါ့နော်ဒီထဲမှာဒီလူတွေကတယောက်ဖြစ်တယ်ခေါင်းဆောင်ဖြစ်တယ်ပထမဆုံးဖမ်းမိတဲ့ Ransik Yadav ကဒီထလက်ထောင်ထဲမှာရှိနေတဲ့အကျဉ်းအောင်ခန်းထဲမှာပဲသူ့ရဲ့အဝတ်စားတွေကိုတုံးပြီးတော့သူ့ကိုသူဇွဲကြိုးချတက်တည်ခဲ့တယ်2013ခုနှစ်မတ်လ17ရက်နေ့မှာပေါ့နော်သူ့ရဲ့မိသားစုနဲ့ရှင်းနေတွေကတော့ဒါဟာတက်တည်တာမဟုတ်ဘူးတယောက်ကတက်လိုက်တာလို့ပြောပေမဲ့ဒါဟာတက်တည်ရဲ့အမှုနေနဲ့ပဲအစိုးရကတော့အတည်ပြုခဲ့ဒါကတော့သူကကျိုးစင်တက်ရမယ်ပြစ်ဒဏ်ကနေသူ့ကိုသူထပ်ပြေးရပါတော့ပြောရရင်တော့ဒါဆိုရင်အသက်ပြည့်တဲ့သူက9ယောက်မှာတယောက်ကတေသွားရဲဆို4ယောက်ကတေရန်ကြတယ်ဒါဆိုရင်ဟိုကောင်လေးကဘယ်လိုလုပ်မှာလဲ
အဲ့ကောင်လေးကအသက်မပြည့်သေးဘူးဆိုတဲ့အချက်ကြောင့်လူတွေကိုတော်တော်လေးကိုဒေါသထွက်စေခဲ့တယ်။ तू ကအခင်းဖြစ်တဲ့အချိန်မှာအသက်က18နှစ်နဲ့6လပေါ့နော်။အဲ့အသက်ပဲရှိနေသေးတော့အသက်ပြည့်ပြီလို့တရားမဝင်ဘူးလို့ပြောချရဲ။ရဲရဲ့ထပ်ဆိုချက်အရာရိုးခုနပြောလို့ပဲဂျိုတီကိုအရက်ဆက်ဆုံးလူမဆန်ဆုံးပြုတ်မွေလောက်ခဲ့အဲ့ကောင်လေးဒါပေမဲ့အဲ့အချိန်မှာအိန္ဒိယရဲ့တရားစီရင်ရေးစနစ်ပေါ့နော်လူငယ်စနစ်တရားစီရင်ရေးဥပဒေမှာဒီအသက်မပြည့်သေးတဲ့သူကိုဘလောက်ပဲသူကြီးလေးတဲ့အမှုကိုကျူးလွန်သည်ဖြစ်စေသူကိုတေးရန်ပေးလို့မရဘူးတသက်တကြွထောင်ချလို့မရဘူးဆိုတဲ့ဥပဒေရှိရပေါ့နော်အဲ့တော့သူဟာလူငယ်ပြုပြင်ရေးစခန်းမှာအမြင့်ဆုံးထောင်ဒဏ်3နှစ်ပဲသူကြာမှတ်ခဲ့တယ်2015ခုနှစ်မှာသူလွတ်လာပြီးတော့နာမည်ပြောင်းလိုက်တဲ့အမည်သစ်နဲ့ဘဝသစ်တစ်ခုမှသူပုံအောင်ပြီးနေထိုင်နေတယ်လို့တော့ပြောရပေါ့နော်ဒီတော့ကျွန်တော်တို့ခုချိန်ဒီနားထောင်ခဲ့ရတဲ့အမှုအားဆိုရင်တော့2020ခုနှစ်မတ်လမှာဒီတရားခံ4ယောက်ကိုတေးရန်ပေးခြင်းနဲ့အနီကုန်းချုပ်ခဲ့ပေါ့နော်10နှစ်ကြာပြီးနောက်မှာတော့ဂျိုတီရဲ့အမေဟာသူစိတ်အေးလက်အေးနဲ့အိပ်ပျော်နိုင်ခဲ့ပြီလို့ပြောရမယ်ပေါ့နော်ဒီမှုမှာကျွန်တော်တို့မေးတင်တာကဒီတရားမျှတမှုကအလကားရလာခဲ့တာမဟုတ်ဘူးပေါ့နော်ဂျိုတီရဲ့အမေရဲ့မဆုံးမနစ်တဲ့စူးစမ်းမှုနဲ့တရားရုံးကို10နှစ်တိုင်တရားမျှတမှုအတွက်သူရှာခဲ့တာရဲ့အတွက်ကြောင့်ပြည်သူတွေညီညွတ်ခဲ့တာရဲ့အတွက်ကြောင့်ဒီလိုမျိုးတရားစီရင်မှုရခဲ့တာပေါ့နော်ဂျိုတီယာဆိုရင်လည်းသူ့ရဲ့အသက်နဲ့ယဉ်ပြီးတော့အိန္ဒိယအမျိုးသမီးတွေအတွက်ဥပဒေတစ်ခုကိုဖြစ်အောင်လို့သူလုပ်ခဲ့ပေါ့နော်သူဟာနေပယာဆိုတဲ့နာမည်နဲ့လိုက်ညီရဲ့တတိခဲတရားဖြစ်သမိုင်းမှာကျန်ရစ်မှာပါပဲဒါပေမဲ့တရားခံ4ယောက်ကတော့တေသွားပါပြီဒါပေမဲ့မေးစရာရှိလာတွေကကဘာကြီးက main ကလေးတွေအမျိုးသမီးတွေအတွက်လုံခြုံတဲ့နေရာတစ်ခုဖြစ်ပြီလားဆိုတာပါဒီလောက်ခဲ့တရားခံတွေရှိနေတဲ့အတွေ့အထဲမှာတော့မယ်ဒီလိုအောက်တန်းကြတဲ့အတွေ့ခေါ်တွေကရှိနေတော့မယ်လားပေါ့နော်ဥဒေတွေကဘလောက်ပဲပြုပြင်နေပါစေဘလောက်ပဲတင်းကျပ်နေပါစေလူတွေရဲ့စိတ်တက်ကမပြောင်းလဲတည်ရတော့ဒီကိစ္စတွေအရှိနေအောင်မှာပါပဲကျွန်တော်တို့လုံနိုင်တာကတော့အမျိုးသမီးတွေကိုလေးစားရဲ့စိတ်တက်ဖြစ်ဖို့အတွက်ကိုယ်အိမ်ကနေစပြီးတော့ပြုပြင်ပြောင်းလဲတင်တယ်လို့ထင်ပါတယ်ဒီနိဗ္ဗာန်ရဲ့အဖြစ်ပြက်ဟာဆိုရင်နိဗ္ဗာန်ရဲ့အဖြစ်ပြက်မှာမဟုတ်ဘူးဒီလိုမျိုးကိစ္စတွေနဲ့တူညီတဲ့အဖြစ်ပြက်တွေဟာကျွန်တော်တို့အတွက်ဝမ်းနည်းစရာကိစ္စတစ်ခုထပ်ပိုတဲ့သတိပင်ခေါင်းလောင်းတစ်ခုဖြစ်တယ်လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဒါဆိုရင်ဒီမှုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်တယ်ပေါ့နော်နားထောင်ပြီးတဲ့သူတွေအားလုံးကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့နောက်ထပ်ဗီဒီယိုတွေကိုစောင့်မျှော်ကြည့်ဖို့လည်းမမေ့ပါနဲ့နော်အားလုံးပဲတတ်